ချံအစီဘူးနဲ့ဒီမေးစိန်နာနှာခေါင်းသားတွေမှာရှိတဲ့အစီမြင်သမားတွေအများစုလုံးမိနေတဲ့အမားတွေနံပါတ်1ကတော့စားဝတ်ချံသမားတွေကစားဝတ်ချံတွေတက်တာအောင်ဆိုပြီးတော့စားဝတ်ချံကတ်ခွာတွေ scrub တွေကိုတုံးကြတယ်တကယ်တော့အဲ့ဒါတွေတုံးတာကဒီစားဝတ်ချံတွေကိုယာယီပဲပေါ့နော်ဖယ်ထုတ်လိုက်တာတက်တာပြတ်သွင်းသွားတာဖြစ်ပြီးတော့ကိုယ့်ရဲ့အရေးပြား barrier အားနည်းနေတဲ့အချိန်မှာဆိုရင် skin barrier ကပို့ပြီးတော့ irritation ရပြီးတော့နေတာရောင်းတာအရေးပြား barrier ပျက်စီးတာတွေကပို့ပြီးတော့ဆိုးနိုင်ပါတယ်ချွေးပေါက်တွေကလည်းနှာခိုးထပ်ပို့ပြီးတော့ကျယ်လာနိုင်ပါတယ်နောက်အစီဘူးအစီမြင်သမားတွေဆိုလို့ရှိရင်လေဒါတွေကိုမြန်မြန်ပြအောင်ဆိုပြီးတော့ကိုယ့်ဘာသာကိုအိမ်မှာလက်နဲ့နှိပ်ထုတ်တာမျိုးတွေလုပ်တတ်ကြတယ်ဒီလိုမျိုးလုပ်တာကပိုးဝင်သွားပြီးတော့အစီဘူးတွေကပို့ပြီးတော့ဆိုးပြီးတော့ရောင်ရမ်းဝက်ချံတွေဖြစ်သွားနိုင်ပါတယ်ပြီးတော့ကြတော့မျက်နှာပေါ်မှာလည်းအမာရွတ်တွေထင်နိုင်ပါတယ်တကယ်တမ်းလုပ်ရမှာက gender exfoliation ဖြစ်တဲ့ AHA BHA ပါတဲ့ product တွေကိုသုံးပြီးတော့ချွေးပေါက်အတွင်းထဲမှာရှိတဲ့အစီမြင်တွေအစီတွေဆဲသေးတွေကိုဖယ်ရှားပြီးတော့တဖြည်းဖြည်းနဲ့ဒီစားဝတ်ချံတွေအစီဘူးတွေအစီမြင်တွေကိုတက်တာသွားအောင်လုပ်ရမှာဖြစ်ပါတယ်။ Bioderma ထဲမှာဆိုလို့ရှိရင်တော့ salicylic acid 1.8% နဲ့ malic acid ester 10% ပါတယ်ဒီ CBN Kerato Plus လေးကို moisturizer step မှာသုံးပေးလို့ရတယ်လို့စားဝတ်ချံအစီဘူးအစီမြင်တွေရှိတဲ့နေရာမှာ spot treatment အနေနဲ့လည်းလိမ့်ပေးလို့ရပါတယ်။